ရှင်တန်ခဲ့တဲ့လောကကြီးတဲ့ငယ်ရွယ်ချိန်မှယနေ့ထိတိုင်းဘဝကိုပို့ဆောင်လမ်းပြပေးခဲ့သူတေချာဆန်းစစ်ချင်ခင်ရဲ့ချစ်မြတ်တာကြောင့်နာကျေးဇူးတော်ကိုချီးမွမ်းအသက်ရှင်မေအချစ်နဲ့ပတ်တာမြတ်တာများနေလူတွေကိုချစ်တတ်တဲ့ခင်အပြစ်ကိုတွေ့နေရင်ဒီစေခဲ့တယ်လုံခြုံစိတ်ချရတဲ့ဘဝကကယ်တင်ခြင်းကြောင့်မေရွေးနှုတ်ဖြူစင်ပြလို့ခဲ့ပြည့်တွေ့တွေ့လူသားတိုင်းလက်ချီမထိုးရှင်ကိုဒီမြတ်တာတရားကြောင့်နာအသက်ကိုဒူဝဲလို့လောကကြီးတဲ့ခင်ရဲ့တမတရားခံယူလိုက်ရှောင်းလို့ဒါကျွန်တော်ဘဝကိုလူတိုင်းနာပုံတွင်လို့အမှုတော်တွေထဲတော့ပြုလိုက်ပါတခင်ပတ်တာမြတ်တာများနေလူတွေကိုချစ်တတ်တဲ့ခင်အပြစ်ကိုတွေ့နေရင်မေးစေခဲ့တာလုံခြုံစိတ်ချ